လူတယောက်ရဲ့အောင်မြင်မှုဆိုတာသူတို့ရဲ့အတွေးအခေါ်တွေပေါ်မှာပဲမူတည်နေတာပါ Elon Musk, Steve Jobs နဲ့ Jeff Bezos တို့လိုအောင်မြင်တဲ့သူတွေရဲ့ဘဝကိုကြည့်ရင်ဒါဟာတကယ်မှန်ကန်ကြောင်းအကြိမ်ကြိမ်သက်သေပြနေပါတယ် Napoleon Hill ကသူ့ရဲ့နာမည်ကျော် Think and Grow Rich ဆိုတဲ့စာအုပ်ထဲမှာမင်းဘာကိုတွေးတယ်လေအဲ့ဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပူပါတယ်ဒါပေမဲ့ဒါကအမှန်တရားဆိုရင်ဘာလို့လူအတော်များများကအောင်မြင်ဖို့ရုန်းကန်နေရအားလဲသူတို့တွေကသူတို့ရဲ့အနာဂတ်အတွက်မတွေးကြဘူးလားဒါမှမဟုတ်သူတို့ရဲ့စွဲရည်တွေကိုသူတို့ကိုယ်တိုင်မမြင်ကြဘူးလားဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကဒီမေးခွန်းတွေအတွက်အဖြေကိုဖော်ထုတ်ပေးမှချက်သလိုအားရှိစေမဲ့သင်ခန်းစာတစ်ခုကိုလည်းပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ပြောချင်ပါတယ်နော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အချိန်ပေးရကြိုးနှက်စင်ပါပါတခါတော့ကလူတွေစီးကားတဲ့ယထာပူရယုံကြီးတစ်ခုမှာတောင်းရန်စားတောက်ခဲ့သူတယောက်ရှိခဲ့ပါတယ်သူကနေ့တိုင်းယထာဆောင်နေတဲ့ခရီးသည်တွေစီကနေတောင်းရန်ပြီးအသက်မွေးတာပေါ့ဒီနေ့မှာတော့သူကခံရတဲ့စီးပွားရေးသမားတယောက်ယထာစင်ကြမ်းပေါ်တက်လာတာကိုသတိထားမိလိုက်ပါတယ်ဝတ်ထားတဲ့ဝတ်စုံနဲ့ယုံကြည်မှုရှိတဲ့အနေအထားကိုမြင်တော့တောင်းရန်တဲ့သူကဒီလူကြီးကတကယ်ကိုချမ်းသာတဲ့သူဖြစ်ရမယ်လို့တွေးလိုက်မိတာပေါ့ဒါနဲ့ပဲသူကအဲ့ဒီလူကြီးစီသွားပြီးလက်ထံတောင်းလိုက်ပါတယ်ဒါရင်ပဲစီးပွားရေးသမားကပတ်စံမပေးမဲ့အစားသူ့ကိုကြည့်ပြီးမင်းကသူများစီကပဲအမြဲတမ်းတောင်းနေတာလားတခါလောက်ဖြစ်ဖြစ်တခုခုပြန်ပေးဘူးလားလို့မေးလိုက်ပါတယ်ဒီစကားကိုကြားတော့သူကအံ့ဩသွားတာပေါ့ဒီလိုမေးခွန်းမျိုးတခါမှမကြားဘူးလေသူကဆရာရဲ့ကျွန်တော်ကတောင်းရန်စားတောက်တဲ့သူပါသူများစီကအလှူခံပြီးမှအသက်ရှင်နေရတာကျွန်တော်မှသူများကိုပေးစရာဘာမှမရှိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်စီးပွားရေးသမားကပြုံးပြီးတော့မင်းမှပေးစရာဘာမှမရှိဘူးလို့ယုံကြည်နေတဲ့ရွေ့တော့သူများစီကရဖို့အခွင့်အလေးလည်းမရှိဘူးငါကစီးပွားရေးသမားတယောက်ပါအပြန်လန်ဖလာလဲရတာကိုပဲယုံကြည်တယ်မင်းကငါ့ကိုတခုခုပေးနိုင်မှာငါလည်းမင်းကိုတခုခုပြန်ပေးနိုင်မှာမင်းမှပေးစရာဘာမှမရှိရင်တော့ငါလည်းမင်းကိုဘာမှမပေးနိုင်ဘူးလို့ပြောပြီးယထာပေါ်တက်သွားပါတော့တယ်သူကကြောင်ပြီးကြံခဲ့တာပေါ့အဲ့ဒီလူကြီးရဲ့စကားတွေကိုသူ့ခေါင်းထဲမှာတပြန်းလဲလဲတွေးနေပြီပါတယ်ငါတောင်းစားလာတာကြာပြီဘယ်သူမှငါ့ကိုဒီလိုမပြောဘူးပုံသူပြောတာရိုင်းတာမဟုတ်ပဲအမှန်တရားပဲငါကဘာမှပြန်မပေးနိုင်ရင်လူတွေကငါ့ကိုဘာလို့ပေးရမှာလဲလို့တွေးနေမိပါတယ်ပထမဦးဆုံးအကြိမ်ထိသူဘာလို့ပတ်စံအများကြီးမရတာလဲဆိုတာကိုသူသဘောပေါက်သွားတာပေါ့အဲ့ဒီညမှာသူအိတ်မပျော်ပဲစဉ်းစားနေတာပါငါဘာပေးနိုင်မလဲငါကတောင်းစားတယ်သူပဲလေဒါပေမဲ့တခုခုရခြင်းရဲ့အရင်ဆုံးပေးရမယ်ဆိုတဲ့စကားကသူ့ခေါင်းထဲမှာပဲ့တင်ထက်နေတာပါနေ့ရက်လောက်ကြာသွားတယ်သူဘသူစီကမှပတ်စံမတောင်းပဲစဉ်းစားနေတာပေါ့တတိယမြောင်နေ့မှာတော့ဘူရာယုံနာကယထာလမ်းဘေးမှာပွင့်နေတဲ့တောပန်းလေးတွေကိုမြင်သွားတယ်အယောင်အဆွေးစုံနေတာကိုမြင်တော့စိတ်ကူးတစ်ခုရသွားတာလေငါသူများစီကယူတုံပဲမဟုတ်ပဲပြန်ပေးရင်ကောလူတွေငါ့ကိုပတ်စံပေးတိုင်းငါပန်းလေးတစ်ဖွင့်ပြန်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်လူတွေကသူ့ကိုပတ်စံပေးတဲ့အခါသူကပန်းလေးတစ်ပွင့်ပြန်ပေးပြီးပြုံးပြပါတယ်အန်အောစရာကောင်းတာကလူတွေကအဲ့ဒီပန်းလေးတွေကိုပျော်ပျော်ရွှင်ရွှင်လက်ခံကြတာပါပဲတချို့ဆိုသူ့ကိုကျေးဇူးပါတင်ကြသေးတယ်ရက်တွေကြာလာတော့လူတွေကသူ့ကိုပတ်စံပိုပေးလာကြပါတယ်ပန်းရှိတဲ့အချိန်မှာပတ်စံပိုရပြီးပန်းကုန်သွားရင်တော့ရတာနဲသွားတာကိုသူသတိထားမိလိုက်ပါတယ်ဒါအမှန်ပဲလူတွေကတခုခုပြန်ရတာကိုကြိုက်တာပဲလို့သူတွေးလိုက်မိတာပေါ့ဒီနေ့မှာတော့အရင်ကစီးပွားရေးသမားကိုယထာပေါ်မှာထပ်တွေ့တယ်သူကအပြေးလွှာသွားပြီးဆရာဒီနေ့တော့ကျွန်တော်မှဆရာကိုပေးစရာရှိပါတယ်ဆရာကျွန်တော်ကိုပတ်စံပေးရင်ကျွန်တော်ပန်းလေးတွေပြန်ပေးပါမယ်လို့ပြောလိုက်တယ်စီးပွားရေးသမားကပြုံးပြီးပတ်စံပေးကပန်းလေးတွေကိုယူလိုက်တယ်မင်းအပြန်လန်ဖလာလေရခြင်းရဲ့တန်ဖိုးကိုတကယ်နားလည်သွားပြီပဲဒီနေ့ကစပြီးမင်းကတောင်းရန်စားတောက်တဲ့သူမဟုတ်တော့ဘူးမင်းကစီးပွားရေးသမားတယောက်ဖြစ်သွားပြီလို့ပြောခဲ့ပါတယ်ယထာကနောက်ဘူတာကိုရောက်တော့စီးပွားရေးသမားကဆင်းသွားပါတော့တယ်သူကတော့ကြည်ပြီးကြမ်းခဲ့တာပေါ့အဲ့ဒီစကားကသူ့ခေါင်းထဲမှာအတွေးတစ်တစ်ခုဖြစ်စေတယ်ငါတကယ်ပဲစီးပွားရေးသမားဖြစ်သွားပြီလားလို့အကြာကြီးစဉ်းစားနေတာပါပြီးတော့မှငါအောင်မြင်မှုရဲ့လူအချက်ကိုသိသွားပြီငါကတောင်းစားနေတာမဟုတ်ဘူးရောင်းဝယ်ဖောက်ကားနေတာလူတွေကငါ့ကိုတညာလို့ပေးတာမဟုတ်ပဲငါပေးတဲ့ပန်းတွေအသက်ပေးကြတာဒါဆိုငါမှလုပ်ငန်းတစ်ခုရှိနေပြီပေါ့လို့သိလိုက်ရတယ်အဲ့ဒီနေ့မှာပဲသူဘူရာယုံကနေထွက်သွားပြီးတောင်းရန်စားတောက်တဲ့သူအဖြစ်ဘယ်တော့မှပြန်မလာတော့ပါဘူး6 လလောက်ကြာတော့အဲ့ဒီဘူရာယုံမှာပဲခံညားတဲ့လူ2ယောက်ဆုံးကြတယ်တရုတ်ကကျွန်တော်ခမားကိုတိလို့တလို့နော်လို့မေးလိုက်တော့
နောက်တစ်ယောက်ကဟုတ်တယ်ကျွန်တော်တို့ဒီရထားတော်မှာပဲနှစ်ကြိမ်ဆုံးဘူးတယ်လို့ပြန်ဖြေလိုက်ပါတယ်အရင်ကစီးပွားရေးသမားကစဉ်းစားရင်းနဲ့မှနေအောင်မင်းကအရင်ကတောင်းရနေသူမဟုတ်လားနောက်တော့ငါ့ကိုပန်းတွေရောင်းခဲ့တဲ့သူလေလို့အံ့ဩစစ်ကြပြောလိုက်ပါတယ်အရင်ကတောင်းရမ်းခဲ့တဲ့သူကရှီပြီးတော့ဟုတ်ပါတယ်ဒါပေမဲ့အခုတော့ကျွန်တော်တောင်းစားနေတာမဟုတ်ပါဘူးကျွန်တော်မှအောင်မြင်တဲ့ပန်းလုပ်ငန်းတစ်ခုရှိနေပြီအခုလည်းလုပ်ငန်းချဲထွင်ဖို့ခရီးသွားမလို့ပါလို့ပြောလိုက်ပါတယ်စီးပွားရေးသမားကအယမ်းအံ့ဩသွားပြီးဒါတိကမယုံနိုင်စရာပဲဘလို့ပြောင်းလဲသွားတာလဲလို့မေးလိုက်ပါတယ်ပန်းတယ်ကဆရာပဲကျွန်တော်ကိုဘဝရဲ့အကရီးဆုံးအဖန်တရားတစ်ခုသင်ပေးခဲ့တာကျွန်တော်တို့တစ်ခုခုပေးဆက်မာတာတစ်ခုခုပြန်ရတာအဲ့ဒီနေ့ကကျွန်တော်ကတောင်းစားနေတဲ့သူမဟုတ်မှန်းသိလိုက်တယ်ကျွန်တော်ကအစကတည်းကစီးပွားရေးသမားတစ်ယောက်ပါကိုအဲ့ဒီလိုပဲမြင်ဖို့လိုအပ်ခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်သူတို့နှစ်ယောက်ကတန်တူကြီးညီစီးပွားဖက်လို့လက်ဆွဲနှုတ်ဆက်ပြီးသူတို့ရဲ့လုပ်ငန်းတွေစီကိုအတီးတီးထွက်ခွာသွားကြပါတော့တယ်ဘဝဆိုတာကိုဘလို့မြင်တယ်လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်ကိုတိမ်ငယ်တယ်လို့ယူဆနေရင်တိမ်ငယ်နေဥမှာပါဒါပေမဲ့ကိုယ့်ရဲ့စွမ်းရည်ကိုမြင်အောင်ကြည့်နိုင်ရင်အောင်မြင်တဲ့သူဖြစ်လာမှာပါဒါကြောင့်ကိုကန့်တက်မထားပါနဲ့ကိုတန်းပါတယ်စွမ်းဆောင်နိုင်တယ်အောင်မြင်တယ်လို့ပဲမြင်လိုက်ပါမင်းရဲ့အသွေးတွေပြောင်းလဲသွားတဲ့အခါမင်းရဲ့အနာဂတ်ကလည်းလိုက်ပြီးပြောင်းလဲသွားမှာပါဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like ပေးခဲ့ပါအောင်ဘာတွေသင်ယူလိုက်ရလဲဆိုတာကိုလည်း comment မှာရေးပေးသွားခဲ့ပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်